တော်တော်များများကဇာတ်ကုန်မေးကြတာက hip pad တစ်လုံးရှိုံနဲ့ဇရဲလုပ်ငန်းကိုစလို့ရမယ်ဆိုတော့မဖြစ်နိုင်ဘူးလို့ပြောတယ် okay ဇာပါဒီနေ့ဇာကဘာပြောမှလဲဆိုတော့ hip pad တစ်လုံးရှိုံနဲ့ဇရဲလုပ်ငန်းကိုလုပ်လို့ရတယ်လို့ဇာပြောဒါပေမဲ့တကယ်ပြောမယ်ဆိုတော့လုပ်လို့မရပါဘူးရေရှိဝင်ငွေအရန်ဝင်ငွေကောင်းအောင်လုပ်လို့မရဘူးဒါပေမဲ့ဇာတို့ဒီဈေးကွက်ရဲ့ system ကိုတည်ထားဖို့လိုတယ်အဲဈေးကွက်မှာဥပမာကိုဒီ customer design ကိုရိုက်မယ်ဆိုရင်တော့ဒီဈေးကွက်မှာ customer ရဲ့အကြိုက်ကိုကလိုက်ပေးရပါတယ် customer design ပဲရိုက်ကိုရိုက်ပြီးတာအင်ကြီးကိုပဲရောင်းအဓိကကတော့ဈေးကွက်ရေပြောမယ်ဆိုရင်ကိုအကြိုက်ကိုလိုက်တာထက်ကိုဒီဈေးကွက်မှာ customer တွေကဘာတွေလိုအပ်နေတာလဲဥပမာသူတို့တွေကဘယ်လို trend မျိုးကို design ကိုကြိုက်တာလဲဥပမာ customer design ဆိုရင်ကိုကဘယ်လိုပုံစံမျိုးကိုဖန်တီးပေးတာလဲဆိုတော့ customer သိဖို့လိုတယ်ဒါအမြဲတမ်းပြောနေကြသိအောင်ရင်လုပ်ပါလူသိပြီးမှသူတို့ order ရတယ်โอเคဒါတို့မှာဘယ်လိုတွေလုပ်ပြီးဥပမာကိုဒီဒီဇိုင်းလုပ်ငန်းကိုလုပ်တယ်ကိုမ hip pad တစ်လုံးပဲရှိတယ်ဒါပေမဲ့ကိုဒီအင်ကြီးတွေ t-shirt တွေတုပ်ပတ်တွေခွက်တွေအများကြီးရိုက်တယ်ရေဘူးတွေအဲ့ရိုက်တဲ့အရာကို customer သိဖို့လိုတယ် customer သိအောင်ပြောပြဖို့လိုတယ်ကိုဒီ t-shirt ကိုရိုက်နေပါတယ် hoodie ရိုက်တယ်မှာကိုရိုက်ပေးတဲ့ hoodie ဘယ်လိုပုံစံမျိုးကိုရိုက်ပေးနေတာလဲဥပမာကိုစီမှာ hoodie ရတယ်မဟုတ်ဘူးကိုမှာ hip pad တစ်လုံးပဲရှိတယ်ဒါပေမဲ့ကို hoodie ရိုက်ပေးတယ် t-shirt တွေရိုက်ပေးတယ်ဥပမာကိုကဘယ်လိုပုံစံမျိုး t-shirt တွေကိုရိုက်ပေးတာလဲကိုရိုက်ပေးတဲ့t-shirt အသားကဘယ်လိုမျိုးလဲကိုရိုက်ပေးတဲ့ sticker အသားကဘယ်လိုမျိုးလဲပုံ site ကဘယ်လိုမျိုးလဲကိုကဘယ်လိုပုံစံကိုရိုက်ပေးတာလဲ customer သိအောင်ကိုကပြရမယ်ပြောရမယ်ကိုလုံးပြရမယ်သူတို့မြင်သွားပြီဆိုမှcustomer တွေကသူတို့ကိုစီမှာရိုက်ရမှာလားမရိုက်ရဘူးလားဆိုတာကိုသူတို့ကစဉ်းစားမှာပေါ့နော်ပြောမယ်ဆိုရင်ဈေးတွေအများကြီးရှိတယ်တစဲရတဲ့လောကအများကြီးရှိတယ်ကိုကြိုက်တဲ့လူစီမှာဈေးတက်တက်တာနဲ့အများကြီးရိုက်လို့ရတယ်ဒါပေမဲ့ကိုစီမှာဘာကြောင့်လဲရိုက်တစ်တာလဲဆိုတော့အဖြေရှိတယ်ကွာဥပမာကိုစီမှာဒီ customer တယောက်ကတစဲလည်းရိုက်မယ်ဒါပေမဲ့ तू ကဘာကြောင့်ကိုစီမှာလိုက်ရိုက်တစ်တာလဲဆိုတာသူတို့ပြဖို့လိုတယ်ကိုစီမှာအဓိကဒီကိုဘလို့အာမခံပေးနိုင်တာလဲဘလို့ quality မျိုးကိုရိုက်ပြီးတာလဲဝန်ဆောင်မှုကဘလို့ရှိတာလဲဈေးနှုန်းကဘလို့ရှိတာလဲသူတို့အကြိုက်ကိုဘယ်လိုလိုက်ပေးနိုင်တာလဲသူတို့လိုချင်တာကိုဘလောက်ထိပေးနိုင်တာလဲပုံမှန်မူတည်ပြီးတော့ order တွေအဆက်မပြတ်ရတာပါ hip pad တစ်လုံးရှိအောင်လည်းတော့မရပါဘူးသူတို့ market အကြောင်းလေးသိရမယ် marketing မှသိရမယ် market ဒီပြီးမှစီရောင်းမှန်းကိုသိရမယ်ကို trend ကိုလည်းလိုက်နိုင်ရမယ်အဓိကဆိုတော့ပြီး design ဘိုင်းကိုသိရမယ် design ကိုအခြေခံတက်ကိုတက်ထားရမယ်ပေါ့နော်အဲ့ဒီအချက်လေးလိုပါတယ်ကျေးဇူးတင်ပါတယ်